ဒါကလေရင်ပြန်ပိတ်ဆွဲခံထားရတဲ့အခြေအနေပါအားလုံးအောက်မှာဝက်နေကြလို့အော်ဟစ်တန်တွေထွက်ပေါ်လာပါတယ်မြေပြင်ထိချုပ်ရေးစခန်းကနေအကူအညီပို့ပေးနိုင်ဖို့အချိန်ဆွဲတဲ့အနေနဲ့ကပတိန်ဟာလေရင်မှုကတကားကိုချက်ချင်းပိတ်ချလိုက်ပါတယ်ဒါပေမဲ့ပြန်ပိတ်ဆွဲသမားတွေကသူ့မိမရဲ့အသက်ကိုရန်ရှာပြီးချင်းချောက်လာပါတယ်တကားကိုပြန်မဖွင့်ပေးရင်သူ့မိမကိုတပ်ပစ်မယ်ဆိုပြီးပြောလာတယ်လို့သူ့မိမကလည်းတကားဖွင့်ပေးဖို့အော်ဟစ်တောင်းပန်နေပါတယ်ပြန်ပိတ်ဆွဲသမားတွေကလည်းတကားမဖွင့်မချင်းခရီးသည်တွေကိုတယောက်ပြီးတယောက်တပ်ပစ်မယ်လို့ဆိုလာပါတယ်တစ်ဖက်မှာခရီးသည်200ကျော်ရဲ့အသက်အခြားတစ်ဖက်မှာကသူချစ်ရတဲ့မိမရဲ့အသက်ကပတိန်ဟာသူ့ဘဝရဲ့အခက်အခဲဆုံးဆုံးဖြတ်ချက်ကိုချရမယ့်အကြက်တဲနဲ့ရင်ဆိုင်လိုက်ရပါတယ်နောက်ဆုံးမှာတော့သူချစ်ရသူတိတ်ဆုံးသွားမှာကိုမျက်မြင်ကိုယ်တွေ့မခံစားနိုင်တာကြောင့်လေရင်မှုခန်းတကားကိုဖွင့်ပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ဒီတကားကိုဖွင့်ပေးလိုက်ရင်လေရင်တစ်စင်းလုံးပြန်ပေးဆွဲသမားတွေရဲ့လက်ထဲရောက်သွားမယ်ဆိုတာသူကောင်းကောင်းသိနေခဲ့ပါတယ်သူကတွဲဖက်လေရင်မှုကိုတကားဖွင့်ပေးမဲ့အကြောင်းနဲ့တားဆီးဖို့ကြိုးစားရင်ပြန်တိုက်ခိုက်မယ်လို့ပြက်ပြက်သားသားပြောဆိုခဲ့ပါတယ်ကံကောင်းစွာနဲ့တွဲဖက်လေရင်မှုကတော့တစ်ချိန်လုံးဒီငြိမ်ပဲရှိနေခဲ့ပါတယ်စိတ်ခံစားမှုနောက်ကိုလိုက်သွားတဲ့ကပတိန်တယောက်ဘယ်လောက်တောင်အန်ဒီရယ်များလဲဆိုတာသူမှသိနေပါတယ်ဒါပေမဲ့ကပတိန်ကိုရသမျှနီလန်းနဲ့တားဆီးဖို့ကြိုးစားပေမဲ့လည်းကပတိန်ကလေးလံနဲ့အရာဝတ္ထုတစ်ခုနဲ့ရိုက်ချလိုက်တဲ့အတွက်တတိလစ်သွားခဲ့ရပါတယ်ပြန်ပေးဆွဲသမားတွေကတနက်နဲ့ချိန်ထားတာကြောင့်ကပတိန်ဟာလေချောင်းထိန်းချုပ်ရေးစခန်းကိုလိန်ညာပြောဆိုဖို့ကလွဲပြီးတခြားရွေးချယ်စရာမရှိတော့ပါဘူးလေရင်ပေါ်မှာအရက်မှုနေတဲ့ခရီးသည်တယောက်ပြဿနာရှာနေတာလို့သူကလိန်ပြောလိုက်ပါတယ်အခြေအနေကိုထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီးလေရင်ကပုံမှန်တိုင်းပဲပြန်တန်းနေတယ်လို့သတင်းပို့ခဲ့ပါတယ်မြေပြင်ကထိန်းချုပ်ရေးမှုတွေဟာတခုခုမှားယွင်းနေမှရိပ်မိပေမဲ့ကပတိန်ကိုယ်တိုင်ကနားလည်မှုလွဲတာလို့ပြောလာတဲ့အတွက်ဆက်လက်စုံစမ်းစစ်ဆေးဖို့အကြောင်းပြချက်မရှိတော့ပါဘူးအဲ့ဒီလိန်ညာသတင်းပို့မှုကြောင့်လေရင်ရဲ့တရားဝင်အကူအညီတောင်းခံနိုင်မဲ့လမ်းကြောင်းလုံးဝပြတ်တောက်သွားခဲ့ရပါတယ်အဲ့ဒီချိန်ကစပြီးကမ္ဘာလုံးဆိုင်ရာလေကြောင်းခြေရာခံစနစ်တွေမှာတော့လေရင်ဟာပုံမှန်တိုင်းပြန်တန်းနေပုံပါပဲဒါပေမဲ့လေရင်ပေါ်မှာတော့စိစက်ညှိနှိုင်းရေးကျွမ်းကျင်သူဆန်ဟာအသက်ရှင်ကြံရစ်ဖို့နီးလန်းရှာဖွေတာကိုလုံးဝလက်မလျှော့ခဲ့ပါဘူးမထွက်ခွာခင်တည်းကဆန်ဟာဖုန်းနှလုံးကိုအထူးပြင်ဆင်ထားခဲ့ပါတယ်လေရင်ပေါ်က Wi-Fi သုံးလို့ရနေသေးတဲ့အချိန်မှာပဲဆန်ဟာသူ့ရဲ့ဇနီးကောင်းစီကိုအရေးပေါ် message တစ်ခုချက်ချင်းလမ်းပို့လိုက်ပါတယ်ဒီအချိန်မှာလေရင်ခရီးဆောင်ရောက်ဖို့6နာရီတောင်လိုပါသေးတယ်ဒါပေမဲ့တကယ်အချက်တဲကအခုမှစတင်တာပါမကြခင်မှာပဲဆန်ဟာပြန်ပေးဆွဲသမားတွေကိုတော့အံအားသင့်သွားစေမဲ့လှုပ်ရှားမှုတစ်ခုကိုလုပ်လိုက်ပါတယ်ပြန်ပေးဆွဲသမားတွေရဲ့တတိပေးချက်တွေကိုလစ်လျူရှုပြီးသူ့ထိုင်ကုန်ကနေမတက်ရက်လိုက်ပါတယ်ပြီးတော့ရှုပ်ထွေးနေတဲ့ခရီးသည်တွေကြားထဲကနေပြန်ပေးဆွဲဂိုင်းကောင်းဆောင်စီကိုတဲတဲမတ်ရှောက်သွားခဲ့ပါတယ်ပြန်ပေးဆွဲသမားတွေကဘာလုပ်တာလဲလို့မေးတဲ့အခါသူ့ဖုန်းကိုလာပေးတာလို့ကြောင်းပြပါတယ်ကမ္ဘာထိပ်တန်းစိစက်ညီနိုင်ရေးကျွမ်းကျင်သူတယောက်အနေနဲ့ဆမ်ဟာဒီအခြေအနေကိုပြောင်းပြန်လှန်ပြစ်နိုင်စွမ်းရှိတယ်လို့ယုံကြည်ထားပါတယ်ဒါပေမဲ့ပိုအရေးကြီးတာကလေရင်ဘောကိုလက်နက်ကင်တွေတက်လာခွင့်ရခဲ့တဲ့အမှားကိုသူပြင်ဆင်ချင်နေတာပါသူရဲ့အစီအစဉ်ကတကယ်တော့ပြန်ပေးဆွဲသမားတွေသူတို့ရဲ့စစ်စင်ရေးတစ်ခုလုံးအောင်မြင်အောင်ကူညီပေးဖို့ပါပဲသူကအခြားခရီးသည်တွေကိုဂရုမစိုက်ကြောင်းသူ့မိသားစုစီအိမ်ပြန်ချင်းုံသာဖြစ်ကြောင်းနဲ့ပြန်ပေးဆွဲသမားတွေကိုကူညီပေးမဲ့အကြောင်းပြောပြလိုက်ပါတယ်ဆန်ဟာပြန်ပေးဆွဲသမားတွေရဲ့သဘောကျမှုကိုရယူဖို့စ조사နေပုံပါပဲသူအသက်ရှင်ရဲ့အတွက်သူတို့ရဲ့ယုံကြည်မှုကိုရကျင်နေတာပါဒါပေမဲ့အတွေ့အကြုံရင့်ကျက်တဲ့စိစက်ညီနိုင်သူတယောက်အနေနဲ့သူကပြည့်ပြည့်စုံတဲ့ view ဟာတစ်ခုကိုကြိုတင်ပြင်ဆင်ထားပြီးသားပါဆမ်ကဂိုင်းကောင်းဆောင်မိုက်ကိုသူတို့စစ်စင်ရေးမှာပြင်းထန်တဲ့အမှားကြီးနှစ်ခုရှိနေတယ်လို့ပြောလိုက်ပါတယ်မူလကနောက်3နာရီကြာမှစတင်ဖို့စီစဉ်ထားပေမဲ့ကောင်မလေးတယောက်ကကြီးစံတွေကိုတွေ့သွားတဲ့အတွက်စောပြီးစတင်လိုက်ရတာဖြစ်ပါတယ်လေရင်ဘောကအခြေအနေကိုထိန်းချုပ်ထားနိုင်တယ်ဆိုပေမဲ့စောစတင်လိုက်တာကလူမိဖို့အန်ဒီရယ်ကိုအများကြီးပုံများသွားစေပါတယ်ဒုတိယပြဿနာကတော့အစီအစဉ်ကိုအလျင်စလို့ရှေ့တိုးလိုက်ရတဲ့အတွက်မူလအစီအစဉ်မှာအားနည်းချက်တွေရှိနေတာပါပဲလေရင်ပြန်တန်းပြီးတနာရီကြာမှတင်သူတို့အစီအစဉ်ပေါက်ကြားလူနီးပါဖြစ်ခဲ့ရပါတယ်နောက်ထပ်6နာရီတွင်ဘာမှထပ်မမနိုင်ဘူးလို့ဘယ်သူမှအာမမခန့်နိုင်ပါဘူးဆမ်မာတော့ခရီးသည်တွေကိုတီငြိမ်ရှိအောင်ထိန်းထားနိုင်စွမ်းရှိပြီးအခြေအနေတွေထိမ့်မနိုင်သိမ့်မရဖြစ်မသွားအောင်ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်သူရဲ့ဆွေးနွေးချက်ကလုံးဝကိုယုံကြည်ခြင်းစရာကောင်းလာပေမဲ့မိုက်ကတော့ချက်ချင်းသဘောမတူခဲ့ပါဘူးအဲ့ဒီအစားဆန်ကိုတနက်နဲ့ချိန်ပြီးသူ့ထိုင်ကုန်ကိုပြန်သွားဖို့အမိန့်ပေးလိုက်ပါတယ်ဒါပေမဲ့မိုက်ကသူ့ကိုပြက်သားညှင်းပယ်လိုက်တာမဟုတ်လို့ညှိနှိုင်းဖို့အခွင့်အရေးရှိသေးတယ်ဆိုတာဆန်သိနေပါတယ်သို့တော်လည်းပြန်ပေးဆွဲသမားတွေစီကိုချင်းကပ်ဖို့သူ့ရဲ့ဆုံးဖြတ်ချက်ကြောင့်ခရီးသည်တွေကသူ့အပေါ်တန်တရားဝင်လာကြပါတယ်တချို့ကဆိုသူဟာပြန်ပေးဆွဲသမားတွေဘက်ကိုပါသွားပြီလို့တောင်ထင်နေကြပါတယ်စောကသူနဲ့စကားပြောခဲ့တဲ့ခရီးသည်ကတော့သူ့ကိုရှောင်တဲ့အနေနဲ့အကာကိုဆွဲတင်လိုက်ပါတော့တယ်ဒါပေမဲ့ဆန်မှာတခြားသူတွေဘယ်လိုတွေးနေမလဲဆိုတာကိုဂရုစိုက်နေဖို့အချိန်မရှိပါဘူးသူ့စိတ်ထဲမှာဒုတိယအစီအစဉ်တစ်ခုကိုလှည့်ဝက်ပြင်ဆင်ထားလို့ပါပဲအဲ့ဒီအချိန်မှာပဲရိုးရိုးတန်းကလူနှစ်ယောက်ဟာနောက်ဆုံးတော့တီးမခံနိုင်တော့ပါဘူးသူတို့နှစ်ယောက်စလုံးကစစ်မှုထမ်းဟောင်းတွေပါသူတို့ဘဝမှာအန်ရယ်ကြုံလာရင်ဘယ်တော့မှနောက်ဆုံးလေးမရှိသလိုပြန်ပေးဆွဲသမားအနေငယ်ရဲ့ထိန်းချုပ်မှုကိုခံဖို့လည်းငင်းဆန်ခဲ့ကြပါတယ်သူတို့ဟာချေးတွေတဲကိုအမာခံပစ္စည်းတွေလျှို့ဝှက်ထည့်ပြီးယာယီလက်နဲ့လှုပ်လိုက်ပါတယ်ပြီးတော့ပြန်ပေးဆွဲသမားတွေတတိလွတ်သွားတဲ့အချိန်ကိုစောင့်ပြီးရုတ်တရက်ဝင်ရောက်တိုက်ခိုက်ပါတော့တယ်တနက်တန်တစ်ချက်ကလေရင်ထဲကတိတ်ဆိတ်မှုကိုချက်ချင်းဖြိုခွင်းလိုက်ပါတယ်ကြည်စံကဘသူ့ကိုမှမထိခိုက်စေခဲ့ပေမဲ့ကျေလောင်တဲ့အတန်ကြောင့်အခြားပြန်ပေးဆွဲသမားတွေရောက်လာခဲ့ပါတယ်သူတို့ကရှုပ်ထွေးနေတဲ့အခြေအနေကိုအမြန်ထိန်းချုပ်နိုင်ခဲ့ပါတယ်ဒါပေမဲ့ရှုပ်ပွားနေတဲ့အချိန်မှာပဲစောကပြုတ်ကျသွားတဲ့တနက်ကပျောက်သွားပါတယ်ခဏကြာမှဆန်ရောက်လာတဲ့အခါထိုင်ကုန်အောက်မှာကျနေတဲ့တနက်ကိုသူတွေ့သွားပါတယ်ဒါဟာပြန်ပေးဆွဲသမားတွေကိုနှိမ်နှင်းဖို့အကောင်းဆုံးအခွင့်အရေးပါပဲဒါပေမဲ့ဆန်ဟာဘာလှုပ်ရှားမှုမှမလုပ်ဖို့ရွေးချယ်လိုက်ပါတယ်သူကတနက်ကိုကောက်ယူပြီးမိုက်စီကိုဓာတ်ရိုက်ကမ်းပေးလိုက်ပါတယ်သူလိုချင်တာကအိမ်ကိုဘေးကင်းကင်းနဲ့ပြန်ရောက်ဖို့ပဲလို့ပြောလိုက်ပါတယ်အခုချိန်မှာပြန်လဲခုခံတိုက်ခိုက်ခြင်းကပိုကြီးမားတဲ့ပရိပခါကိုပဲဖန်တီးပေးလိုက်မယ်ဆိုတာစံသိနေခဲ့ပါတယ်သူ့ရဲ့တုံ့ပြန်လိုစိတ်ကိုထိန်းချုပ်ပြီးပြန်ပေးဆွဲသမားတွေရဲ့ယုံကြည်မှုကိုဖြည်းဖြည်းချင်းရယူဖို့လိုအပ်နေတာပါဒါပေမဲ့အံ့ဩစရာကောင်းတာကပြန်ပေးဆွဲသမားတွေဟာစစ်မှုထမ်းဟောင်းနှစ်ယောက်ကိုထိန်းချုပ်ပြီးနောက်မှာသူတို့ကိုမထိခိုက်စေခဲ့ပါဘူးအတိတ်စဒဏ်ရာတွေကိုကုသဖို့ရေခဲယူလာပေးဖို့လေရင်မယ်တွေကိုတောင်းဆိုခဲ့ပါတယ်ဒီလိုရက်ကဒီပြန်ပေးဆွဲသမားတွေဟာဘသူ့ကိုမှတတ်ဖို့ရည်ရွယ်ချက်မရှိသလိုလေရင်ပြတ်ကြအောင်လုပ်ဖို့လည်းမကြိုးစားဘူးဆိုတာကိုသက်သေပြနေပါတယ်ဒီလေရင်ပြန်ပေးဆွဲမှုရဲ့နောက်ွယ်မှာပိုကြီးမားတဲ့အစီအစဉ်တစ်ခုရှိနေရပါမယ်ဒါပေမဲ့သူတို့ရဲ့တကယ်ရည်မှန်းချက်ကဘာလဲဆိုတာကိုတော့ဘယ်သူမှမသိကြသေးပါဘူးသူ့ထိုင်ကုန်ကိုပြန်ရောက်ပြီးနောက်မှာတော့ဆန်းဟာခဏလောက်စဉ်းစားနေခဲ့ပါတယ်ပြီးတော့သူကနောက်ထပ်အံအားသင့်စရာဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပြန်ပါတယ်မဂ္ဂဇင်းထုတ်ကိုယူပြီးစာရွက်တစ်ရွက်ပေါ်မှာ message တစ်ခုကိုအမြန်ရေးလိုက်ပါတယ်ပြီးတော့အဲ့ဒီစာရွက်ကိုပြန်ပေးဆွဲခိုင်းကောင်းဆောင်မိုက်စီတိုက်ရိုက်ပေးလိုက်ပါတယ်မိုင်းဟာဆန်းမလုပ်ဖို့စူးစမ်းနေလဲဆိုတာနားမလည်ခဲ့ပေမဲ့ခဏလောက်တွေးဝေသွားပြီးနောက်မှာစာရွက်ကိုဖွင့်ကြည့်လိုက်ပါတယ်လေရင်ကပတိန်ဟာသူတို့အစီအစဉ်အတွက်အကြီးမားဆုံးချင်းချောက်မှုဖြစ်တယ်လို့ဆန်းကသတိ
တိပေးထားပါတယ်ကပတိန်ကိုအမြန်ဆုံးရှင်းမထုတ်ဘူးဆိုရင်လေရင်မြေပြင်ပေါ်ဘေးကင်းကင်းဆင်းသက်ပြီးတာနဲ့သူတို့တွေရဲဖမ်းခံရမှာတေးကြတယ်လို့ဆိုပါတယ်မိုင်းဟာဆမ်ရဲ့တကယ်ရွယ်ချက်ကိုမသိပေမဲ့ဒီတစ်ချိန်မှာတော့အဲ့ဒီအကြံစီကိုအလေးနဲ့စတင်စဉ်းစားလာပါတော့တယ်ကပတိန်ဟာသူ့ချစ်သူကိုကာကွယ်ဖို့လေရင်မှုကန်းကိုဖွင့်ပေးခဲ့တယ်ဆိုရင်ခီးသည်တွေကိုကာကွယ်ဖို့လဲသူတို့နဲ့ပူးပေါင်းနိုင်တယ်လို့ဆန်ကပြောပြပါတယ်လေရင်ပေါ်မှာလေရင်ကိုတကယ်ထိန်းချုပ်နိုင်တဲ့သူဆိုလို့ကပတိန်တယောက်တည်းပဲရှိတာပါအကယ်၍ကပတိန်ကလေရင်ပြန်တမ်းမှုရဲ့အစိပ်ပိုင်းလေးတစ်ခုကိုတိတ်တဆိတ်ပြောင်းလဲလိုက်ရင်တော့ပြန်ပေးဆွဲသမားတွေလုံးဝသတိထားမိမှာမဟုတ်ပါဘူးအဲ့ဒီစကားတွေကနောက်ဆုံးမှာမိုက်ကိုယုံကြည်သွားစေပါတယ်သူကပထမတန်းကခီးသည်တယောက်ကိုရိုးရိုးတန်းကိုပြောင်းရွှေ့ဖို့ချက်ချင်းအမိန့်ပေးလိုက်ပါတယ်ပြန်ပေးဆွဲသမားတွေရဲ့ကြမ်းတမ်းတဲ့လုပ်ရက်တွေကိုမြင်ပြီးနောက်မှာမကြခင်မှာပဲကပတိန်ဟာလေရင်မှုခန်းထဲကနေအတင်းကျပ်ဆွဲထုတ်ခံရပြီးပထမတန်းအခန်းစီအခေါ်ခံလိုက်ရပါတယ်အရာအလုံးကဇန်ရဲ့အစီအစဉ်တိုင်းကွက်တိပါပဲပထမတန်းကထိုင်ကုန်တိုင်းမှာလေရင်ဘောကကွန်ရက်နဲ့ချိတ်ဆက်ထားတဲ့ဖျော်ဖြေရေးစနစ်တွေရှိတာကြောင့်ကပတိန်ကိုလေရင်မှုခန်းထဲကနေထွက်လာအောင်သူတမင်တကာလုပ်ခဲ့တာပါဒီအခွင့်အရေးကိုယူပြီးဆန်မှာကပတိန်စီကိုဂိမ်းဖိတ်ခေါ်တာတစ်ခုချက်ချင်းပို့လိုက်ပါတယ်ကပတိန်ရောဘင်လည်းခဏလောက်အံ့အားသင့်သွားပါတယ်ပြီးတော့ပတ်ဝန်းကျင်ကိုတိတ်တဆိတ်အကဲခတ်လိုက်ပါတယ်ဘေးကင်းတယ်လို့တေချာပြီးမှချိတ်ဆက်မှုကိုလက်ခံလိုက်ပါတယ်ဂိမ်းကနေစာပို့လို့ရတဲ့လှုပ်ဆောင်ချက်ကိုတုံးပြီးသူတို့နှစ်ယောက်နောက်ဆုံးတော့ပထမဆုံးလျှို့ဝှက်စကားပြောဆိုခွင့်ရသွားခဲ့ပါပြီဆမ်မှာကပတိန်စီကနေသတင်းစိုးတချို့ကိုသိလိုက်ရပါတယ်ပြန်ပေးဆွဲခံရတဲ့အကြောင်းမြေပြင်ကိုသတင်းမရောက်သေးပါဘူးလေရင်ပေါ်မှာဘာတွေဖြစ်နေလဲဆိုတာကိုလေကြောင်းထိတ်ချုပ်ရေးစခန်းကလုံးဝမသိသေးပါဘူးပို့ဆိုတာကလေရင်ဟာအီရက်လေပိုင်နယ်ထဲကိုဝင်ရောက်တော့မှာပါလေကြောင်းပြန်တမ်းမှုစီးမြင့်တွေအရလေရင်ပေးကင်းမှုရှိမရှိအတည်ပြုဖို့ဒေတာရင်းထိန်းချုပ်ရေးစင်တာကလေရင်စီကိုဆက်သွယ်ပါလိမ့်မယ်အချိန်ကြာကြီးဘယ်သူမှပြန်မဖြေဘူးဆိုရင်လေရင်ပြန်ပေးဆွဲခံထားရပြီလို့သူတို့ကချက်ချင်းယူဆပါလိမ့်မယ်အဲ့ဒီအခါလေရင်ကိုကြားပြတ်ဟန့်တားဖို့တိုက်လေရင်တွေကိုကောင်းကင်ပေါ်လွှတ်တင်ပါတော့မယ်ဒီအကြောင်းကိုကြားလိုက်ရတဲ့အခါဆန်ရဲ့ရင်ထဲမှာဒိတ်ကနေဖြစ်သွားပါတယ်ပြန်ပေးဆွဲသမားတွေကလေကြောင်းဆိုင်ရာလှုပ်ထုံးလုံနည်းတွေကိုလုံးဝနားမလည်ဘူးဆိုတာသူသိနေပြီးဒါအကူအညီတောင်းဖို့သူတို့ရဲ့တခုတည်းသောအခွင့်အရေးဖြစ်လာနိုင်ပါတယ်ကဲဆဲရေးစီစဉ်တစ်တခုဆမ်ရဲ့စိတ်ထဲမှာလင်းလင်းမြန်မြန်ပဲပေါ်လာပါတော့တယ်